လန်းလေးရဲ့အစားတော့ All Hero Pro ဆိုတဲ့ကျွန်တော်ရဲ့တငယ်ချင်းက MLBB မှာဆိုဆရာကြီးတဲ့ high နဲ့ high လို့ပြန်မှန်းလိုက်တော့ All Hero ဆွဲမလားတဲ့အဲ့မှာရတယ်ဗျာဆိုစတစ်ကာမှန်းလိုက်တယ်အဲ့ချိန်မှာလာခဲ့တော့ဆိုတော့ချလို့ပြန်မှန်းပြီးလိုက်တယ်ဒီပွဲကတော့ဂျူလီယန်ကင်ထားတာကွာဂျူလီယန်ကင်ထားတော့ကွာဟိုကအဲ့ဒိုင်ရော့ပရိုလေးဆိုတော့ကျွန်တော်ဒိုင်ရော့ဖမ်းထားတယ်ဗျာဝင်ကျင်တာတဲ့ငါဂျူလီယန်မတီးသေးဘူးထင်တယ်ဝင်မှာနမေဟိုကဒိုင်ရော့ဘလူးတဲ့အာစာဘီခရီးရှင်းတဲ့ယော့ကန်ကောင်းလို့နော်မင်းငါ inspire တော့မဖွင့်ဘူးဘာဖန်ချန်နေဖွင့်လာတယ်ဝီကောပါပြပေးလိုက်မယ်ကွာအဲ့ကောင်ဘာဖြစ်တည်တယ်ငါရဲ့အီတာချီရဲ့ new skin နဲ့ဆိုတော့ကွာအဲ့ဒိုင်ရော့ဘလူးလေးကိုငါဖြောက်မယ်ကွာအဲ့ကောင်ဘလောက်မှခံမှာမဟုတ်ကြိတ်တာယော့ဒါတော့ inspire မဖွင့်သေးဘူးအေးမင်းကန်ကောင်းဝိုင်းမှခရီးတပုံအမြင်ရှင်းလာအောင်မယ်ဟိုကတဖြည်းဖြည်းနဲ့တွေးနေလိုက်ဖီယာလေးထွက်လာရင်တော့တေးကွာထွက်လာကြည့်အေးမင်းလွတ်သွားတယ်စကီ1မရအောင်စကီ1လွဲသွားရင်တော့ဒါပေမဲ့မနေနိုင်ဘူးကွာအဲ့ကောင်တေးအောင်တက်ချင်တာယောကြီးကားနေနေပါရှင်အဲ့လိုဝင်လာတာမသိရင် inspire မသုံးဘူးနောက်ပြီးကျမှကောက်သုံးပေးလိုက်တယ်အေးရော first blood ထွက်သွားပြီ first blood okay တာဝါတော့မချိုးသေးဘူးဒီနားဆောင်နေပြီလိုက်မယ်အဲ့ကောင်ဘာမှမကြမ်းဆိုတာငါသိတယ် ski drill လေးနဲ့ချုပ်မယ်ချုပ်ပြီးယော ski 1လေးနဲ့မင်းကန်ကောင်းသွားတယ် fine chance ကြီးပါဖွင့်ဘာကောင်းကြီးလဲမသိမလို့ချင်းလို့ကြည့်နေရနော်အေးမင်းသိပြီသားမကန်ကောင်းသွား ski 1လေးလွယ်သွားလို့အီတာချီကဘလို့လုံးပြမလဲဆိုတာကြည့်လိုက်တော့အီတာချီတကွပြမယ်ယော့ကန်ကောင်းသွားโอเคကြည့်နေအောင်မယ်မနေနိုင်ဘူးကွာအထဲထိဝင်ရိုက်ချင်နေမနေနိုင်ကြိတ်ခံရတော့မယ်အဲ့ကောင်ကမကြည့်မလုံးချင်လို့နေရအောင်ဤသားကြီးဆိုတာပါလေဗျယော့မလုံးချင်လို့ကြည့်ငါမကြည့်ချင်လို့ယော့တည်စမ်းဟာပြန်သေးသွားရကွာဟာတခါလောက်တည်တော့ငါ့ emote တွေပြနေကြိုက်သွားပြီအဲ့ဒါမျိုးကြိုက်ပြီလေငါပြန်နိုးလိုက်ဆိုတာနဲ့မင်းကိုကြိတ်ပြီโอเคနိုးလာပြီကြိုက်ပြီ all hero နော် all hero မင်းပါမြတ်မလို့ငါမကြည့်ချင်လို့ဘာကောင်းများလဲမသိဘူးကြည့်ချင်လို့နေအောင် game 2ကိုနောက်နေ့ကျရင်တင်ပေးမှာမို့လို့ like and subscribe လေးလုပ်ခဲ့သွားပါအောင်အဆုံးထိကြည့်ပေးတဲ့ viewer တွေကိုလည်းကျေးဇူးတင်ပါတယ်အားလုံး bye